တိဋ္ဌထမင်းသားကဗုဒ္ဓသာမဖြစ်လာခဲ့စစ်ဘရင်တနည်းအားဖြင့်စကြဝဠာမင်းဖြစ်ခဲ့မှာပါလောကကိုကယ်တင်မဲ့သူမဟုတ်တော့ဘဲနဲ့လောကကိုအုပ်ချုပ်မဲ့သူဖြစ်လာမယ်ဒီကြောင့်ကိုဒီနေ့မှာပရိသတ်တို့စိတ်ဝင်စားဖို့ကောင်းပြောပြပေးတော့မှာဖြစ်ပါတယ်ညတညမင်းသားတိဋ္ဌထဂေါရမဟာနန်းတော်တွေကထွက်ခွာဖို့အစဉ်သင့်ဖြစ်နေတယ်မင်းကိုစီးပြီးတကားတွေလည်းဖွင့်ထားပြီးသားအရာအလုံးဟာပြီးပြည့်စုံနေပြီဒါပေမဲ့သူရက်လိုက်တယ်သူ့စိတ်ထဲမှာအတန်တစ်ခုပေါ်လာတယ်ဘာလို့ထွက်သွားမလဲဘာလို့လောကကိုမပြောင်းလဲသေးဘဲနဲ့ဘာလို့ထွက်သွားရမှာလဲသူမျက်စိပိတ်လိုက်တယ်ပြီးတော့ပြန်ဖွင့်လိုက်တဲ့အချိန်မှာလူတွေကိုကယ်တင်မဲ့ဗုဒ္ဓမဟုတ်တော့ဘူးနိုင်ငံတွေကိုတိုက်ခိုက်ပြီးတိမ့်မဲ့ဘယင်တစ်ပါးဖြစ်သွားပြီနှစ်တွေလျှင်မြန်သွားကုန်သွားတယ်သူစစ်ပညာကိုလေ့လာတယ်လူတွေရဲ့အချင်းစရိုက်ကိုနားလည်လာတယ်အားနည်းချက်တွေကိုအသုံးချတတ်လာတယ်သူဘယင်ဖြစ်လာခဲ့ပြီဒါပေမဲ့သူ့ရဲ့ငြိမ်းချမ်းရေးဟာမေတ္တာနဲ့မဟုတ်ဘူးကြောက်ရွံ့မှုနဲ့တည်ဆောက်ထားတာမလိုက်နာတဲ့သူတွေအသက်ခံရတယ်ဆက်ကျင်တဲ့မျိုးတွေလီးလောင်သွားတယ်လောကတစ်ခုလုံးတိတ်ဆိတ်သွားတဲ့အထိရက်ဆက်ကြမ်းကြုတ်တဲ့စစ်ဘရင်တစ်ပါးဖြစ်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကငြိမ်းချမ်းမှုကြောင့်ရလာတာမဟုတ်ဘူးကြောက်ရွံ့မှုကြောင့်ဖြစ်နေတာသူကစက်တိုက်အနိုင်ရတယ်တနိုင်ငံပြီးတနိုင်ငံတစ်မျိုးပြီးတစ်မျိုးနောက်ဆုံးမှာသူတကဘာတစ်ခုလုံးကိုပုတ်ချုပ်နိုင်နေတယ်လူတွေကသူ့နာမည်ကိုစကြဝဠာမင်းလို့ခေါ်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်ကစပြီးသူ့အတွင်းစိတ်မှာတစ်ခုခုပျောက်ကွယ်သွားတယ်မေတ္တာမရှိတော့ဘူးဂရုဏာမရှိတော့ဘူးအာနာရရေးတိုက်ခိုက်ရေးတွေးညင်ရနေပဲရှိတော့တယ်ဒီနေ့သူ့ရှိမှာအိုမင်းနေတဲ့လူတယောက်ရောက်လာခဲ့တယ်ငယ်စဉ်တည်းကလူကိုယ်တွေကိုသူမမြင်ရအောင်သူ့ခမဲတော်ကလှုပ်ထားတဲ့အတွက်ဒီလူကဘာလို့ဒီလိုဖြစ်နေရတာလဲလို့တိဋ္ဌထဂေါရမကမေးခဲ့တယ်မင်းကြီးဒါဟာလူတိုင်းရှောင်လဲလို့မရတဲ့အိုမင်းကြီးပါအဲ့ဒီလိုမျိုးသူ့ရဲ့မူးမတ်ကဖြေလိုက်တဲ့အခါမှာသူအလွန်ပဲအံ့ဩသွားခဲ့တယ်နောက်တစ်နေ့နာမကျန်းနေသူနောက်တစ်နေ့မှလူတွေအဲ့လိုမျိုးတဖြည်းဖြည်းနဲ့တွေ့လာခဲ့ရတယ်ဘယင်းရဲ့မျက်နှာပြောင်းလဲသွားတယ်ငါကဘာကိုအုပ်ချုပ်တယ်ဘာလို့ဒီအရာတွေကိုမတားနိုင်တာဒါပေမဲ့သူ့ကိုဘယ်သူမှအဖြေပြန်မပေးနိုင်ခဲ့ပါဘူးဒီလိုနဲ့ညတညမှာသူတယောက်တည်းထိုင်နေတယ်ငါကိုတော်စီမှာအာဏာရှိတယ်စစ်တပ်ရှိတယ်လူတွေရှိတယ်ဒါပေမဲ့ငြိမ်းချမ်းမှုမရှိဘူးသူ့လက်တွေကိုကြည့်လိုက်တယ်ဒီလက်တွေကလူတွေကိုကယ်တင်ဖို့လားဒါမှမဟုတ်ဖျက်ဆီးဖို့လားဒီနေ့မှာပုံသားတစ်ပါးသူ့စီခါစားဝင်လာပုံသားကပြောတယ်မင်းကြီးတင်လောကကိုအနိုင်ယူနိုင်တယ်ဒါပေမဲ့ဒုက္ခကိုမဖြတ်နိုင်ဘူးတင်မနိုင်သေးတာတစ်ခုရှိတယ်အဲ့ဒါစိတ်ဆိုတဲ့အရာပဲအဲ့ဒီစကားကိုကြားပြီးသူ့ရည်လိုက်တယ်ဒါပေမဲ့အဲ့ဒီရည်တန်းထဲမှာပျက်စီးနေတဲ့လူတစ်ယောက်ရဲ့နာကျင်နေတဲ့ရည်တန်းဖြစ်နေတယ်နောက်ဆုံးမှာသူနားလဲသွားတယ်ငါအရာအလုံးကိုအနိုင်ယူခဲ့တယ်ဒါပေမဲ့ကိုကိုအနိုင်မယူနိုင်ခဲ့ဘူးလောကကိုအုပ်ချုပ်တဲ့ဘယင်တစ်ပါးဖြစ်လာခဲ့တယ်ဒါပေမဲ့ကိုယ်စိတ်ကိုယ်တော့အနိုင်မယူနိုင်တဲ့လူညံ့တစ်ယောက်ပဲဖြစ်နေတယ်ဒီအကြောင်းအရာလေးကတော့ဗုဒ္ဓသာစကြဝဠာမင်းဖြစ်လာခဲ့ရင်ဘာတွေဖြစ်သွားမလဲဆိုတာကိုပြောပြခဲ့တာပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကိုအမြဲတမ်းနားထောင်ကြည့်ရင်တော့ follow and subscribe လုပ်ပြီးနောက်နေ့ဘာအကြောင်းအရာတွေနားထောင်ခြင်းလဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးပါနော်